လူဒူကင်းမဲတဲ့ကျွန်းကျွန်းပေါ်မှာတင်တယောက်ထဲကြံခဲ့မယ်ဆိုရင်ဘယ်လောက်ကြာအသက်ရှင်နေနိုင်မှာလဲရဲ့အနေငယ်ပဲလားဒါမှမဟုတ်လပိုင်းလောက်ပဲလားဒါပေမဲ့ဒီအမျိုးသမီးကတော့ကျွန်းပေါ်မှာဘယ်သူအကူအညီမှမပါဘဲနဲ့16နှစ်တိုင်အသက်ရှင်အောင်နေထိုင်တွာလာနိုင်ခဲ့ပါတယ်ဟုတ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့ဒီဗီဒီယိုမှာကတော့ကျွန်တော်တို့ရဲ့ကမ္ဘာသမိုင်းမှာအဝတ်စရာအကောင်ဆုံးဘဝအတွက်ရှင်တန်မှုတိုက်ပွဲဝင်ခဲ့တဲ့နီကိုလတ်ဂျွန်ဘော်ကအထီးကျန်အမျိုးသမီးဂျူနာမာရီယာရဲ့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့မယုံနိုင်စရာဘဝစကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးတွေအတွက်ကျွန်တော်ရဲ့ channel ကို follow လုပ်ဖို့လည်းမမေ့ပါနဲ့ဦးဆိုတော့ကျွန်တော်တို့စလိုက်ကြအောင်1835ခုနှစ်ကယ်လီဖိုးနီးယားကမ်းလွန်မှာရှိတဲ့အနီကိုလတ်ဆိုတဲ့ကျွန်းလေးပေါ်မှာနီကိုလီနိုလို့ခေါ်တဲ့အတိုင်းသားမျိုးနွယ်စုတွေကပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကအကြိုမတိခဲ့တဲ့အရာကတော့သူတို့ဘဝကိုဖျက်ဆီးမဲ့တူတွေရောက်လာမယ်ဆိုတဲ့အရာပါပဲ။အဲဒါကြောင့်ဒီရုရှားမုတ်ဆိုးတွေကလူမဆန်စွာအဲ့ဒီပျော်ရွှင်နေတဲ့လူမျိုးတွေကိုတိုက်ခိုက်ရေးဆက်ဆက်တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်မျိုးနွယ်စုဝင်တွေတော်တော်များများကအသက်ဆုံးရှုံးသွားခဲ့ရပြီးသူတို့ရဲ့အိုးအိမ်စီးစိမ်တွေအလုံးပျက်စီးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့တာသနာပြုအဖွဲ့တွေကကြံနေခဲ့တဲ့လူတွေကိုကယ်တင်ဖို့ရက်လွေတွေနဲ့လာရောက်ခေါ်ဆောင်ခဲ့ကြပါတယ်အားလုံးတင်ပေါ်ပေါ်ရောက်ပြီးမှထွက်ခွာမဲ့အချိန်လေးမှာကလင်းငယ်တူကြံရိတ်ခဲ့တာကိုတီးလိုက်ရတဲ့အမျိုးသမီးငယ်တူဟာဆိုရင်ကလေးကိုရှာဖို့အတွက်တင်ဘောပေါ်ကဆင်းပြီးမှကျွန်းပေါ်ကိုပြန်ပြီးမှတွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမမျော်လင့်ပဲနဲ့အရန်ပြင်းထန်တဲ့မုန်တိုင်းကဝင်လာတာကြောင့်တင်ဘောပေါ်မှာရှိနေတဲ့သူတွေကတူမကိုရင်နာနဲ့ပဲထားခဲ့ပြီးမှထွက်ခွာတွားခဲ့ရပါတယ်အဲ့ဒီအမျိုးသမီးကတော့ဂျူနာမာရီယာပဲဖြစ်ပါတယ်ဆိုတော့ဂျူနာမာရီယာရဲ့ဘဝစကြောင်းကိုကျွန်တော်လေ့လာတဲ့အချိန်မှာဒီအပိုင်းကကျွန်တော်ကိုအရန်တကယ်မှအရန်ဝမ်းနဲ့ကြည်ခွဲစေတဲ့နေရာလည်းဖြစ်နေပါတယ်ဒီနေရာကဘာလို့လဲဆိုတော့ကျွန်တော်ဒါမှမဟုတ်အခုကြည့်နေတဲ့မိတ်ဆွေတယောက်ကဒီကျွန်းပေါ်မှာသူ့လူမျိုးတယောက်တည်းကြံနေရင်16နှစ်လုံးအသက်ရှင်နေနိုင်ပါမလားဆိုတော့သူမဘယ်လိုမျိုးအသက်ရှင်နေထိုင်ခဲ့တာလဲဆိုတာကပိုပြီးမှစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ကျွန်တော်နဲ့အတူတူဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်အခုလိုမျိုးတင်ပေါ်ကြီးထွက်သွားတဲ့နောက်ပိုင်းမှာကတော့သူမဟာလုံးဝကိုတကောင်ကျွတ်ဖြစ်သွားခဲ့ရပါပြီဒါပေမဲ့သူမကဘဝကိုလွယ်လွယ်လေးနဲ့အရှုံးပေးလက်မမြောက်ခဲ့ပါဘူးသူမရဲ့ဘဝရှင်တန်ဖို့အတွက်တဘာဝတရားကိုအန်တူပြီးသူမရဲ့ဘဝရှင်တန်ချင်းတိုက်ပွဲကိုသူမကရေရေဝံဝံစတင်ခဲ့ပါတော့တယ်သူမနေဖို့အတွက်ကတော့ကျွန်းပေါ်မှာတစ်ပင်ကြီးမားမရှိတာကြောင့်ကမ်းခြေကိုလာပြီးမှတောင်တင်နေတဲ့အရာမှဝေလငါးရိုးကြီးတွေကိုအသုံးပြုပြီးမှလေတံမိုးတံခံနိုင်တဲ့တေးအိမ်တွေကိုခိုင်ခန့်တဲ့တေးအိမ်တွေကိုကိုယ်တိုင်ခက်ဆောက်လုပ်ပြီးမှနေထိုင်ခဲ့တာကိုလည်းကျွန်တော်တို့ကတွေ့ရပါတယ်အဲ့ဒါအပြင်အစားအသောက်အတွက်ဆိုရင်လည်းရေနေတတ္တဝါတွေဖြစ်တဲ့ပင်လယ်ဖြန်တွေကိုအမဲလိုက်တဲ့ပြီးမှငါးဖမ်းတဲ့ခယူခွမာတွေကိုလည်းစားတော့ပြီးမှအသက်ရှင်နိုင်ဖို့အတွက်သူကကြိုးပမ်းခဲ့တာကိုလည်းတွေ့ရပါတယ်အဲ့ဒါအပြင်ဒီအဝတ်အစားအတွက်ဆိုရင်လည်းအေးဒဏ်ကာကွယ်ဖို့အတွက်ငှက်မွေးစိမ်းတွေကိုစုဆောင်းပြီးမှအရေးစုခံအနှွေးထွေအဝတ်တွေကိုလည်းကိုယ်တိုင်ချုပ်ပြီးမှလုပ်ပြီးမှဝစ်ခဲ့တယ်ဆိုတာကိုလည်းသိရပါတယ်အဲ့ထက်ပိုပြီးမှစိတ်ဝင်စားဖို့ကောင်းတာကကျွန်းပေါ်ကအရင်စိတ်ဝင်နေတဲ့ခွေးရိုင်းတွေရဲ့အန်တီကိုကာကွယ်နိုင်ဖို့အတွက်ဆိုရင်လည်းအယိုးတွေခယူခွန်တွေနဲ့လက်နက်တွေကိုပြုလုပ်ပြီးမှသူများဘွားရှင်တာနိုင်ဖို့အတွက်ခွေးရိုင်းတွေကိုလည်းတိုက်ခိုက်အောင်နိုင်ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်တို့ကလေ့လာတွေ့ရှိခဲ့ရပါသေးတယ်ကမ္ဘာလုံးအတွက်သူမပေးခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာကတော့လူသားတွေရဲ့စိတ်သက်ကြံ့ခိုင်မှု human resilience ပဲဖြစ်ပါတယ်။ session နဲ့ဆိုတဲ့အချိန်ကာလဟာဆိုရင်တကယ်တမ်းတော့လူတစ်ယောက်စိတ်ကြယောဂရပြီး YouTube သွားနိုင်လောက်တဲ့အထီးကျန်မှုမျိုးဖြစ်စေနိုင်တဲ့အချိန်ကာလပဲဖြစ်ပါတယ်။ဒါပေမဲ့သူမကစကားပြောဖို့မရှိကူညီမဲ့သူမရှိတဲ့အခြေအနေမှာသူမဟာအတိတ်ကဖြစ်ပျက်ခဲ့တဲ့oneနဲ့ကြည်ခွဲစရာအဖြစ်အပျက်ကိုတွေးပြီးပူဆွေးအားငယ်မနေဘဲနဲ့လက်ရှိအခြေအနေမှာဘယ်လိုချင်တန်ရမလဲဆိုတာကိုပဲအာယုံစိုက်ခဲ့တဲ့အချက်ပဲဖြစ်ပါတယ်ဒီအချက်ကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲစိတ်သက်ကြစရာတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလက်မြောက်အချုံးမပေးဘဲနဲ့
ကိုမိမိဘဝကိုပြန်လဲတည်ဆောက်ဖို့အကောင်းဆုံးစိတ်ခွန်အားတစ်ခုပဲဖြစ်စေခဲ့ပါတယ်1853ခုနှစ်မှာတော့ George Nadava လို့ခေါ်တဲ့မုတ်ဆိုးတယောက်နဲ့အဖွဲ့ဟာဆိုရင်ကျွန်းပေါ်မှာသူမကိုအံ့ဩဖွယ်ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့တွေ့တဲ့အချိန်မှာကသူမဟာဆိုရင်ဝေလ9ရိုးတွဲလေးထဲမှာငှက်မွေးအင်ဂျီလေးဝတ်ပြီးမှအသားတွေกินနေခဲ့တယ်လို့ဆိုထားပါတယ်။လူတွေကိုတွေ့တော့သူမကအယံပျော်ပြီးမှအဖိုးရေပြုံးပြပြီးတချွင်းတွေတောင်မှဆိုပြီးမှကြူဆူခဲ့ပါသေးတယ်။ဒါပေမဲ့ဝမ်းနည်းစရာအကောင်းဆုံးကတော့သူမကိုမြို့ပေါ်ခေါ်လာတဲ့အခါမှာတော့သူမပြောတဲ့ဘာသာစကားကိုနားလည်မဲ့သူကဘာပေါ်မှာတယောက်မှမရှိတော့တဲ့အချက်ပါပဲသူမရဲ့မျိုးနွယ်စုဝင်တွေအားလုံးကတိတ်ဆုံးသွားခဲ့ရပြီဖြစ်လို့သူမဟာကဘာပေါ်မှာနောက်ဆုံးကြံရစ်သူ The Last of Her Tribe ဖြစ်နေခဲ့ပါပြီပိုဆိုးရာကတော့မြို့ပြရဲ့ယောဂဗျက်ဒန်ကိုမခံနိုင်ဘဲနဲ့လူသားတွေနဲ့ပြန်လည်နေထိုင်ပြီးခုနှစ်ပတ်အကြာမှာပဲဂျူနာမာရီယာဆိုရင်ကွယ်လွန်သွားခဲ့ရပါပြီဂျူနာမာရီယာရဲ့ဘဝဆက်ကြောင်းဟာဝမ်းနည်းစရာကောင်းပေမဲ့လူသားတယောက်ရဲ့မယုံနိုင်စရာရှင်သန်နိုင်စွမ်းနဲ့စိတ်သက်ခွန်အားတွေကိုပြသနေတဲ့တမိုင်းဝင်အဖြစ်အပျက်တစ်ခုအဖြစ်ဒီနေ့တိုင်းကြံရစ်နေခဲ့ပါတယ်။ကဲမိတ်ဆွေတို့အနေနဲ့ရောကျွန်းပေါ်မှာ16နှစ်ကြာတယောက်တည်းနေရမယ်ဆိုရင်ဘယ်ရာကအခက်ခဲဆုံးဖြစ်မယ်လို့ထင်ပါတယ်လေ။ဆိုတော့အောက်က comment မှာအတွေးအမြင်တွေကိုဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦး။နောက်ထပ်လည်းအခုလိုမျိုးကဘာတလားမှာရှိနေတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုအများကြီးကျေးဇူးတင်ပါတယ်။